အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူသားတွေရဲ့လုပ်ရက်တွေကြောင့်ရှေးအောင်ဒဏ္ဍာရီလာဘလူးကြီးတွေနိုးထလာခဲ့ပြီးတဲ့နောက်မှာတော့ဘာတွေဘလို့ဆက်ပြတ်သွားမလဲဆိုတာကိုကြည့်ရှုသွားရမယ် True ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးသွားခြင်းပါတယ်ဇလန်လေးရဲ့အစမှာတော့နော်ဝေးနိုင်ငံအနောက်ပိုင်းကတောင်တန်းတွေမှာတာဖာနှစ်ယောက်ကဝါသနာအရတောင်တက်နေတာကိုတွေ့မြင်ရပါတယ်တောင်တွေရဲ့ထိပ်ကိုရောက်သွားတဲ့အချိန်မှာတော့အဖေဖြစ်သူတူပိုင်ရက်ကသမီးဖြစ်သူနိုရာကိုရှေးအောင်ဘလူးကြီးတွေရဲ့ဒဏ္ဍာရီလာပုံမြင်အကြောင်းကိုပြောပြနေခဲ့ပါတယ်ရှေးဟောင်းဘလူးကြီးတွေဟာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကကဘာကြီးပေါ်မှာရှောက်သွားနေကြတာဖြစ်ပြီးနေအောင်ကြီးနဲ့ထိတွေ့မိသွားတဲ့အချိန်မှာကြောက်တုံးတွေဖြစ်တောင်တန်းတွေနဲ့ပေါင်းစည်းသွားတယ်ဆိုတဲ့အကြောင်းတိုပိုင်ရက်ကနိုရာကိုပြောပြနေခဲ့ပါတယ်။နှစ်ပေါင်း20ကြာပြီးတဲ့နောက်မှာတော့နိုရာတယောက်နော်ဝေးနိုင်ငံအနောက်မြောက်ဘက်မှာရှိတဲ့ကန်ယိုတန်းတစ်ခုမှာသူမရဲ့အဖွဲနဲ့အတူတူးဖော်ရေးလုပ်နေတဲ့ရှေးဟောင်းသုတေသနပညာရှင်တူဖြစ်နေခဲ့ပါပြီ။နိုရာတယောက်6လလောက်ကြာအောင်တူးဖော်မှုတွေလှုပ်ဆောင်ပြီးတဲ့အချိန်မှာတော့ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့လို့အရန်ကိုဝမ်းသာနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဒေါ်ဖရီတောင်တန်းတွေမှာစောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ကတောင်အောက်ခြေကိုတူးပြီးရထားလမ်းတစ်ခုကိုစောက်လုပ်နေခဲ့ပါတယ်။ဒီရထားလမ်းစောက်လုပ်မှုကတဘာဝတရားကြီးကိုဖျက်ဆီးနေတာဆိုပြီးစန့်ကျင်ဆန္ဒပြသူတွေရှိနေပေမဲ့လည်းစောက်လုပ်ရေးအဖွဲ့ကတော့တစက်ကလေးမှတော့ဂရုမစိုက်ပဲသူတို့အလုပ်ကိုဆက်လုပ်နေခဲ့ပါတယ်။ဒီလိုနဲ့စောက်လုပ်ရေးအဖွဲ့ကလည်းရှေ့ကိုဆက်တူးလို့မရတာကြောင့်ဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ပြီးတောင်အောက်ခြေကိုဖောက်ခွဲပစ်လိုက်ပါတယ်။အဲနောက်မှာတော့စောက်လုပ်ရေးအဖွဲ့သားတွေလည်းပောက်ကွဲသွားတဲ့လှိုင်ကောင်းတွေကိုဝင်သွားတဲ့အချိန်မှာတော့ကျဲလောင်တဲ့ဟိန်းတန်ကြီးတစ်ခုကိုကြားလိုက်ရပြီးသူတို့အားလုံးလည်းအပြင်ကိုအမြန်ထွက်ပြေးခဲ့ကြပါတယ်။အချိန်ခဏလောက်အကြာမှာတော့တောင်ရဲ့ကြောက်သားတွေထဲကနေရှေးအောင်ဘလူးကြီးတစ်ကောင်ကတွန်းတိုးထွက်လာတာကြောင့်အလုံသမားတွေအားလုံးလည်းလှိုင်ကောင်းထဲမှာအရှင်လက်လက်ကူအောင်လိုက်ရပါတယ်။မကြခင်မှာပဲဒီမတော်ဆမှုတရင်ကအော်စလိုမြို့မှာရှိတဲ့စစ်တပ်ဌာနချုပ်ကိုရောက်ရှိလာခဲ့ပြီးစစ်တပ်ကလည်းဘာတွေဖြစ်နေလဲဆိုတာကိုသိရဖို့အတွက်တိုက်လေရင်တွေကိုစစ်လုပ်ခဲ့ပါတယ်။အခြေအနေတွေအားလုံးကိုသိရပြီးတဲ့နောက်မှာတော့စစ်တပ်ကနော်ဝေးဝင်ကြီးချုပ်ကိုအဲ့ဒီအကြောင်းအရာတွေအားလုံးကိုလမ်းပြောပြလိုက်ပြီးဝင်ကြီးချုပ်နဲ့သူမရဲ့အကြံပေးအန်ဒရေတို့လည်းစစ်တပ်ဌာနချုပ်စီကိုချက်ချင်းရောက်သွားခဲ့ကြပါတယ်။ဒီမတော်တဆမှုကြောင့်လူပေါင်း90ကျော်တေဆုံးသွားခဲ့တဲ့အကြောင်းနဲ့ကြီးမားတဲ့ခြေရာတွေတွေ့ခဲ့ရတဲ့အကြောင်းကိုနော်ဝေးဝင်ကြီးချုပ်ကိုကာကွယ်ရေးဦးစီးချုပ်ကတေချာပြောပြနေခဲ့ပါတယ်။ဒီလိုနဲ့ဝင်ကြီးချုပ်ကလည်းဒီခြေရာကြီးတွေကဘာလဲပြီးတော့ဒီမတော်တဆမှုတွေကဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုသိရဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေကိုစူးစီးဖို့အန်ဒရေကိုခိုင်းလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့နိုရာနဲ့သူ့လူတွေကဒိုင်နိုဆောရုပ်ကြွင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်အောင်ပွဲခံနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရဟန်းရင်တစင်းကရောက်လာခဲ့ပြီးစစ်သားတစ်ယောက်ကထွက်လာပြီးတော့ဝင်းကြီးချုပ်ကခေါ်ခိုင်းလိုက်တဲ့ကြောင်းနိုရာကိုပြောခဲ့ပါတယ်။နိုရာလည်းဘာတွေဖြစ်နေမှန်းတော့မသိဘဲနဲ့ရဟန်းရင်နဲ့ခေါ်ရနောက်ကိုချက်ချင်းလိုက်သွားခဲ့ရပါတယ်။ဟိုကိုရောက်သွားတဲ့အချိန်မှာတော့အန်ဒရေကနိုရာကိုထိတ်တန့်အဆင့်ရာထူးရှိတဲ့လူတွေထိုင်နေကြတဲ့အစည်းအဝေးခန်းတစ်ခုတည်းကိုခေါ်သွားခဲ့ပါတယ်။အခြားအရာရှိတွေအားလုံးကတော့ဒီမတော်တဆမှုကမြေအောက်မှာရှိနေတဲ့မီသိန်းတန်းငွေတွေကြောင့်ပောက်ကွဲမှုဖြစ်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးပြောနေပေမဲ့နိုရာကတော့ဒီခြေရာတွေကတမိုင်းမတိမ်မီခေတ်ကတရိတ်ဆန်ကြီးတွေဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။သူတို့အားလုံးလည်းဘာကြောင့်ဖြစ်နိုင်တယ်ဆိုတာကိုအငင်းပွားနေတော့စစ်တပ်ဝန်ထမ်းတို့ကအခန်းထဲဝင်လာပြီးတော့မတော်တဆမှုဖြစ်ပွားရာနေရာကနေဗီဒီယိုတစ်ခုရလာခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။သူမကဗီဒီယိုကိုဖွင့်ပြလိုက်တဲ့အချိန်မှာတော့အနည်းဆုံးပေ150ကျော်လောက်ရှိတဲ့အကောင်ကြီးကကြောက်သားတွေအောက်ကနေထွက်လာတာကိုအခန်းထဲမှာရှိတဲ့လူတွေအားလုံးလည်းရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲလေဂျာလို့ခေါ်တဲ့ဝေးလံခေါင်တီးတဲ့နေရာလေးတစ်ခုမှာတက်ကြီးရွယ်အိုစုံတဲ့တွေကလက်ဖေးအတူတူတောက်ဖို့ပြင်နေခဲ့ကြပါတယ်။အချိန်ခဏကြာမှာတော့ကျဲလောင်တဲ့ဟိန်းတန်ကြီးတစ်ခုကိုသူတို့လည်းကြားလိုက်ရပြီးတိမ်လုံးနဲ့လှုပ်ခါလာတာကြောင့်အဖိုးကြီးနဲ့ဖွားကြီးလည်းမြေရောက်ခန်းထဲကိုဝင်ပြီးတော့ပုန်းခဲ့ကြပါတယ်။အရာအလုံးငြိမ်သက်သွားတဲ့အချိန်မှာတော့အဖိုးကြီးနဲ့ဖွားကြီးလည်းမြေရောက်ခန်းထဲကနေပြန်ထွက်လာခဲ့ကြပါတယ်။သူတို့အပြင်ကိုပြန်ရောက်တဲ့အချိန်မှာတော့သူတို့ရဲ့အိမ်ကတခြားမရှိတော့ပဲအိမ်သားမှာလည်းကြီးမားတဲ့ခြေဟာကြီးတွေကိုတွေးလိုက်ရတာကြောင့်ကြောက်လန့်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့လေဂျာဆိုတဲ့ဝေးလံခေါင်းတီးတဲ့နေရာလေးမှာနောက်ထပ်ရှေးဟောင်းတထဝါကြီးတစ်ကောင်ထပ်ပေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုရာကိုအန်ဒရေကအခင်းဖြစ်ပွားရာနေရာကိုတွားကြည့်ဖို့ခေါ်သွားခဲ့ပါတယ်။နိုရာတို့လည်းအဲ့ဒီကိုရောက်တဲ့အချိန်မှာတော့ခရစ်ဆိုတဲ့ဗိုလ်မှူးတူကသူတို့ကိုလာမိတ်ဆက်ခဲ့ပြီးဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုပြောပြနေခဲ့ပါတယ်။အဲနောက်တော့နိုရာအန်ဒရေနဲ့ခရစ်တို့လည်းအဖိုးကြီးနဲ့ဖွားကြီးတို့ကိုဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိရဖို့မေးနေခဲ့ပါတယ်။အဖိုးကြီးနဲ့ဖွားကြီးတို့ကလည်းသူတို့ဘာမှမမြင်လိုက်ကြောင်းနဲ့ကျဲလောင်တဲ့ဟိန်းတန်ကြီးတစ်ခုကိုသာကြားခဲ့ရတဲ့အကြောင်းနိုရာတို့ကိုပြန်ပြောခဲ့ပါတယ်။နိုရာလည်းအပြင်ကိုထွက်ပြီးခြေရာကြီးကိုစစ်စစ်ကြည့်နေတော့ထူးဆန်းတဲ့အနက်တစ်ခုကိုရလိုက်တာကြောင့်တခုအထောက်အကူဖြစ်မလားဆိုပြီးသူမရဲ့စာအုပ်ထဲမှာချရေးထားလိုက်ပါတယ်။နိုရာလည်းဒီခြေရာကြီးတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုဘာမှမသိတာကြောင့်သူနဲ့ခက်ဆဲဆဲဖြစ်နေခဲ့တဲ့အဖေဖြစ်သူစီကိုပဲတွားပြီးတော့အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့နိုရာရဲ့ဖခင်ဖြစ်တဲ့တိုပိုင်ယက်ကရှေးအောင်ဒဏ္ဍာရီလာပုံမြင်တွေကိုယုံကြည်မှုလွန်ကဲသွားပြီးနေစဉ်လုပ်တွေကိုလည်းမလုပ်တော့ပဲ
ဒီတစ်ခုကိုပဲအာရုံစိုက်လွန်းတာကြောင့်နိုဝါနဲ့ခွာပြေးနေခဲ့တာပဲဖြစ်ပါတယ်။ဟိုကိုရောက်တဲ့အချိန်မှာတော့တိုဘိုင်ယက်စ်ကနှလုံးပြူးနဲ့တမ်းပြီးကျူဆိုလိုက်တာကြောင့်နိုဝါကလည်းအဖေသမီးပါဆိုပြီးပြောလိုက်တဲ့ချိန်ကျမှသူတို့တွေကိုအိမ်ထဲကိုဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။တိုဘိုင်ယက်စ်တယောက်ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်းဒီဒနာအီလာရှေးအောင်ဘလူးကြီးတွေအကြောင်းကိုပဲသူတေသနာလုပ်နေတာကိုသိလိုက်ရတဲ့နိုဝါလည်းနည်းနည်းတော့စိတ်ပြတ်သွားပေမဲ့အကူကြီးရလို့ရငါဆိုပြီးသူတို့ရထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုပြလိုက်ပါတယ်ဗီဒီယိုကိုမြင်လိုက်တဲ့အချိန်မှာတော့တိုဘိုင်ယက်စ်လည်းတွေ့လားငါပြောသားပဲဒီကောင်ကြီးတွေအရင်တည်းကရှိနေတာပါဆိုပြီးထားလုပ်နေတာကြောင့်နိုရာကပဲဝင်ထိန်လိုက်ပါတယ်အဲနောက်မှာတော့တိုဘိုင်ယက်စ်ကသူ့အိတ်ကိုလွှဲလိုက်ပြီးစွန်စားခန့်ထွက်လိုက်ကြရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့အားလုံးလည်းရဟတ်ရင်တစည်းနဲ့အတူတိုဘိုင်ယက်စ်ညွှန်ပြတဲ့နေရာတိုင်းတွားခဲ့ကြပါတယ်ဟိုကိုရောက်သွားတော့တိုဘိုင်ယက်စ်ကပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအားလုံးကိုရှောက်ကြည့်နေတော့နိုရာကလည်းသူ့ကိုကူညီပေးဖို့အနားကိုသွားခဲ့ပါတယ်နိုရာတယောက်တိုဘိုင်ယက်စ်နားကိုရောက်တဲ့ချိန်မှာပဲလေဂျာဆိုတဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့တော့ရခဲ့တဲ့ထူးဆန်းတဲ့အနံ့ကိုထိုက်ရခဲ့တာကြောင့်ဟိုကြီးတီကြီးလုံးနေတော့မှာပဲသူတို့တယောက်နောက်ကနေရှေးအောင်ဘလူးကြီးတကောင်နိုးထလာတာကိုတွေးလိုက်ရပါတယ်အန်ဒရီနဲ့ခရစ်တို့လည်းဒီဘလူးကြီးကိုကိုရွေးမြင်လိုက်ရတဲ့အချိန်မှာတော့မျက်စိပြူးသွားခဲ့ပြီးချက်ချင်းထွက်ပြေးဖို့အတွက်နိုရာနဲ့တိုဘိုင်ယက်စ်တို့ကိုရခိုင်ရီစီအမြန်လာဖို့ခေါ်လိုက်ပါတယ်သူတို့အားလုံးလည်းရဟတ်ရင်ပေါ်ရောက်သွားတဲ့အချိန်မှာတော့ဒီရှေးအောင်ဘလူးကြီးကိုဗီဒီယိုရိုက်ကူးလိုက်ပြီးအော်စလိုမြို့မှာရှိတဲ့ဌာနချုပ်ကိုလမ်းပို့ပေးလိုက်ပါတယ်။ဌာနချုပ်ကလူတွေအားလုံးလည်းဒီရှေးဟောင်းဘလူးကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဒဏ္ဍာရီတွေတဲကအတိုင်းဘလူးကြီးတွေရှိခဲ့တယ်ဆိုတာကိုလက်ခံယုံကြည်သွားခဲ့ကြပါတယ်။ဒီလိုနဲ့ဝင်ကြီးချုပ်ကလည်းဘုံမှုခရစ်ဦးဆောင်တဲ့တပ်ဖွဲ့တစ်ခုကိုရှေးဟောင်းဘလူးကြီးကိုချင်းမုံပစ်ဖို့အတွက်စစ်စင်ရေးတစ်ခုကိုစတင်ခိုင်းခဲ့ပါတယ်။အဲဒီလိုနဲ့ခရစ်တို့လည်းတင်ကားတွေဆက်လက်နဲ့ပစ္စည်းအစုံတို့နဲ့တူရှေးဟောင်းဘလူးကြီးကိုချင်းမုံပစ်ဖို့အတွက်အသင့်အနေထားနဲ့တောင်ကြားတစ်ခုမှနေရာယူထားခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့လက်နက်တွေကရှေးအောင်ဘလူးကြီးကိုပန်းထဲပေါက်နေတယ်လို့မျိုးဖြစ်နေခဲ့ပြီးရှေးအောင်ဘလူးကြီးကပဲလူသားတွေအားလုံးကိုပြန်တီးပါတော့တယ်။ဒီလိုနဲ့ရှေးအောင်ဘလူးကြီးကစစ်သားတယောက်ကိုဝါစားပြစ်လိုက်တဲ့ချိန်မှာတော့တိုဘိုင်ယက်စ်ကရှေ့ကိုထွက်သွားပြီးဘလူးကြီးစိတ်ငြိမ်သွားအောင်ကြိုးစားကြည့်ခဲ့ပါတယ်။အစာပိုင်းမှာတော့တိုဘိုင်ယက်စ်ရဲ့ကြိုးစားမှုကအလုပ်ဖြစ်ခဲ့ပေမဲ့နောက်ထပ်ရောက်လာတဲ့တပ်ကူတွေကကြီးစံတွေနဲ့ဘလူးကြီးကိုပြစ်လိုက်တဲ့ချိန်မှာတော့အခြေအနေတွေကဆိုးရွားသွားခဲ့ပြီးတိုဘိုင်ယက်စ်လည်းဘလူးကြီးရဲ့ခြေထောက်စာမိသွားပြီးတော့လွင့်ထွက်သွားခဲ့ပါတယ်။နိုဝါလည်းတိုဘိုင်ယက်စ်ကိုချက်ချင်းပြေးသွားလိုက်ချိန်မှာတော့တိုဘိုင်ယက်စ်ကနန်းတော့အိမ်ဆိုတဲ့စကားလုံးတွေကိုပြောပြီးတော့အသက်ပြောက်သွားခဲ့ပါတယ်။အဲဒီညမှာပဲဝမ်းနဲ့ပူဆွေးနေတဲ့နူကလည်းသူ့အဖေတိုဘိုင်ရဲ့သူတေသနာလုပ်ထားတဲ့စာအုပ်တွေကိုဖတ်လိုက်ပြီးရှေးအောင်ဘလူးကြီးကိုတားဆီးနိုင်မဲ့နီလန်းရလို့ညာနဲ့ရှာဖွေနေခဲ့ပါတယ်။နိုင်နေငယ်ကြပြီးတဲ့နောက်မှာတော့ရှေးအောင်ဘလူးကြီးတွေကခေါင်းလောင်းတန်တွေကိုကြောက်တယ်ဆိုတဲ့အချက်ကိုနိုရာလည်းရှာဖွေတွေးရှိသွားခဲ့ပါတယ်။ဒီလိုနဲ့နိုရာလည်းသူမရဲ့တွေးရှိချက်တွေကိုဝင်းကြီးကျုပ်ကိုတင်ပြလိုက်ပြီးဝင်းကြီးကျုပ်ကလည်းဘလူးကြီးကိုတားလို့ရလို့ညာဆိုတဲ့စိတ်နဲ့ဆက်လုပ်ဖို့ခွင့်ပြုလိုက်ပါတယ်။နောက်တစ်ခါမှတော့ခေါင်းလောင်းတွေကိုတည်ထားတဲ့ရဟန်းရင်၅စီးလောက်ကရှေးအောင်ဘလူးကြီးရှိရာနေရာကိုသွားနေတာကိုတွေ့မြင်ရပါတယ်။အစာပိုင်းမှာတော့ရှေးအောင်ဘလူးကြီးကအနားမှာပတ်ဝဲပြီးပြန်နေတဲ့ရဟန်းရင်တွေအောက်မှာပါတဲ့ခေါင်းလောင်းတန်ကြောင့်အားနေသလိုဖြစ်နေခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့အသားကျသွားပြီးရဟန်းရင်တွေကိုတစည်းပြီးတစည်းပြတ်ကြအောင်လုပ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ရှေးအောင်ဘလူးကြီးကကလေးမလေးတယောက်ပေါ်ကိုကြားတော့မဲ့ပြတ်ကျသွားတဲ့ရဟန်းရင်ကိုလမ်းပြီးဖမ်းလိုက်ပြီးတော့ခန်းစားချက်တွေရှိနေသလိုပုံစံမျိုးပြုတ်မှုလိုက်တာကိုနိုရာလည်းတွေးလိုက်ရပါတယ်။ရှေးအောင်ဘလူးကြီးကိုခေါင်းလောင်းတန်တွေအသုံးပြုပြီးတားဆီးမဲ့နိုရာရဲ့အကြံကလုံးဝပျက်စီးသွားခဲ့ပြီးလူသေးဆုံးမှုတွေတောင်ရှိစေခဲ့ပါတယ်။ဒီလိုနဲ့နော်ဝေးမှာဖြစ်ပျက်နေတဲ့ကိစ္စကြီးကတကဘာလုံးကိုပြန့်နှံ့သွားပြီးပြည်သူတွေအားလုံးလည်းအော်အော်တောင်းတင်းတွေဖြစ်ကုန်ပါတော့တယ်။တစ်ချိန်တည်းမှာပဲတလွဲလုံးရက်တွေလုံးမိတာကြောင့်ဝင်းကြီးချုပ်ကနိုရာကိုအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။အဲနောက်တော့ဝင်းကြီးချုပ်နဲ့အထက်ရရှိတွေလည်းရှေးအောင်ဘလူးကြီးကိုဘလို့မျိုးဖြုတ်ရင်ကောင်းမလဲဆိုတာကိုဆွေးနွေးနေတော့အန်ဒရီကအကြံတစ်ခုဝင်ပေးလိုက်ပေမဲ့လူတိုင်းကသူ့ကိုလိလူရှုထားတာကြောင့်အန်ဒရီလည်းအလုပ်ထွက်ပြီးနိုရာနောက်ကိုလိုက်သွားခဲ့ပါတယ်။နိုရာလည်းသူ့အဖေရဲ့မက်ဆူတွေကိုဟိုရှာတီရှာလှုပ်လိုက်တဲ့အချိန်မှာတော့ရှေးအောင်ဘလူးကြီးကဘလူးတွေအားလုံးရဲ့ဘရင်ဖြစ်ပြီးသူ့ရဲ့ပလင်ရှိရာနေရာဖြစ်တဲ့အော်စလိုမြို့ကတော်ဝင်နန်းတော်ကိုဦးတည်နေတာကိုသိရှိသွားခဲ့ပါတယ်။ပြီးတော့ရှေးအောင်ဘလူးကြီးတွေကနေအောင်ကြီးတန်းကိုမခံနိုင်ပဲနေအောင်ထိသွားရင်ကြောက်တော့အဖြစ်ပြောင်းလဲသွားတာကိုလည်းနိုရာတယောက်သိသွားခဲ့ပါတယ်။ဒီလိုနဲ့နိုရာနဲ့အန်ဒရီတို့လည်းတော်ဝင်နန်းတော်ကိုသွားလိုက်ကြပြီးစင်ဒီဆိုတဲ့မျိုးသားတူကသူတို့ကိုနန်းတော်လေးကိုခေါ်သွားခဲ့ပါတယ်။စင်ဒီကသူတို့နှစ်ယောက်ကိုနန်းတော်ရဲ့အတွင်းပိုင်းထဲကိုခေါ်သွားလိုက်ပြီးရှေးအောင်ဘလူးကြီးတွေနဲ့ပတ်သက်တဲ့အမှန်တရားကိုဖွင့်ချပြလိုက်ပါတယ်။ပြီးတော့ဒီရှေးအောင်ဘလူးကြီးတွေနဲ့ပတ်သက်တဲ့အမှန်တရားကိုနိုရာရဲ့အဖေတိုဘိုင်ယက်စ်ကတီးသွားခဲ့တာကြောင့်သူ့ကိုစိတ်ကြမ်းမရေးစေယုံကိုပို့ပစ်လိုက်တဲ့အကြောင်းကိုလည်းစင်ဒီကနိုရာကိုပြောပြခဲ့ပါတယ်။အဲ့ဒီလိုနဲ့စင်ဒီကနိုရာနဲ့အန်ဒရီတို့ကိုမြေအောက်ခန်းတစ်ခုထဲကိုခေါ်သွားလိုက်ပြီးဟိုကိုရောက်တဲ့အချိန်မှာမြင်တွေ့လိုက်ရတဲ့အရာတွေကြောင့်နိုရာတယောက်အံ့ဩသွားခဲ့ပါတယ်။မြေအောက်ခန်းထဲမှာရှိတဲ့လိုင်ကောင်းထဲမှာရှေးအောင်ဘလူးကြီးတွေရဲ့အယိုးစုတွေနဲ့ပြည့်နေနေတာကိုနိုရာလည်းတွေ့သွားခဲ့ပြီး
သူ့အဖေပြောခဲ့တာတွေအားလုံးကအမှန်တရားတွေဖြစ်တယ်ဆိုတာကိုနားလည်လာခဲ့ပါတယ်။တော်ဝင်နန်းတော်ကြီးကရှေးဟောင်းဘလူးဘရင်ကြီးရဲ့ဂူပေါ်မှာတိစောက်ထားခဲ့တာဖြစ်ပြီးတော့လူသားတွေကရှေးဟောင်းဘလူးကြီးရဲ့မိသားစုကိုတပ်ဖြတ်ခဲ့ပြီးဘလူးဘရင်ကိုတော့ဂူတစ်ခုထဲမှာပိတ်ထားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့စောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ကတောင်တန်းတွေကိုဖောက်ခွဲပစ်တဲ့အချိန်မှာဘလူးဘရင်ကြီးကဂူတွေကနေလွတ်လာခဲ့ပြီးတော့သူ့ရဲ့မိသားစုရှိတဲ့နေရာကိုပြန်လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့တောင်တန်းတွေကြားထဲမှာပေါ်လာခဲ့တဲ့ရှေးဟောင်းဘလူးကြီးကအော်စလိုမြို့ကိုဘာကြောင့်ဦးတည်လာလဲဆိုတာကိုနိုရာတို့လည်းသိသွားခဲ့ပါပြီ။အဲဒီနောက်မှာတော့နိုရာလည်းခရစ်စီကိုဖုံးဆက်လိုက်ပြီးဘလူးကြီးကိုနေအောင်နဲ့ရက်တက်လို့ရတဲ့အကြောင်းပြောပြလိုက်ပါတယ်။လောလောဆယ်မှာတော့ညာဘက်ရောက်နေတဲ့အတွက်ဘလူးဘီရင်ကြီးကို UV အလင်းရောင်နေနဲ့ဝိုင်းထိုးပြီးထိန်းထားမဲ့အစီအစဉ်ကိုနိုရာကပြောပြခဲ့ပါတယ်။ဒီလိုနဲ့နိုရာနဲ့အန်ဒရီတို့လည်းဂူထဲမှာတွေ့ခဲ့တဲ့ဘလူးကလေးငယ်လေးရဲ့ဦးခေါင်းကုန်းကိုကားပေါ်မှာတင်လိုက်ပြီးမြို့ထဲကိုထွက်လာခဲ့ပါတယ်။မြို့ထဲကိုရောက်တော့နိုရာနဲ့အန်ဒရီတို့လည်းဘလူးကလေးငယ်ရဲ့ဦးခေါင်းကုန်းကိုဘလူးဘီရင်ကြီးမြင်အောင်ပြလိုက်ပြီး UV အလင်းရောင်တွေနဲ့ထောင်ချောက်ဆင်ထားတဲ့နေရာကိုညှားခေါ်သွားခဲ့ပါတယ်။ဟိုကိုရောက်တဲ့ချိန်မှာတော့ဘလူးဘီရင်ကြီးကို UV အလင်းတန်းတွေနဲ့ဝိုင်းထိုးထားလိုက်ပြီးဘလူးဘီရင်ကြီးရဲ့ခနာကိုကလည်းအငွေ့တွေတထောင်ထောင်ထွက်လာပြီးတော့တဖြည်းဖြည်းလောင်ကျွမ်းနေခဲ့ပါတယ်။ဒါကိုမြင်တော့နိုရာကမိသားစုရှိရာကိုပြန်လာတဲ့ဘလူးဘီရင်ကြီးကိုတနာသွားပြီး UV မီးအလင်းရောင်တွေကိုပိတ်ပြစ်အောင်လုပ်ခဲ့ပြီးဘလူးဘီရင်ကြီးကိုလုံခြုံတဲ့နေရာဖြစ်တဲ့တောင်တန်းတွေစီကိုပြန်သွားဖို့ပြောနေခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲနေကထွက်လာခဲ့ပြီးတော့နေအောင်ကဘလူးဘီရင်ကြီးရဲ့ခနာကိုထိထိသွားတဲ့အချိန်မှာပဲဘလူးဘီရင်ကြီးလည်းတစားစီပြိုကွဲကျသွားခဲ့ပါတယ်။နောက်ဆုံးခါမှာတော့ဒေါ်ဖရီတောင်တန်းတွေထဲကနေရာတစ်ခုမှာနောက်ထပ်ဘလူးကြီးတစ်ကောင်နိုးထားလာတာကိုပြသထားရင်းနဲ့ဇလန်းလေးနဲ့ဆုံးသက်သွားခဲ့ပါတယ်။ကြည့်ရှုအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။